မိသားစုနဲ့တူတူဖြတ်တန်းရတဲ့ချိန်တွေကဘဝမှာပျော်ရွှင်ရဆုံးချိန်တွေပါပဲဟယ်လိုအားလုံးပဲမင်္ဂလာပါတန်တောင် progress ကမက်တန်နာပါရှင်ဒီ vlog လေးမှာတော့ရုံးဝန်ထမ်းတယောက်အနေနဲ့အလုပ်နဲ့ကိုယ်ပိုင်ဘဝကို balance လုပ်ရင်ပျော်ရွှင်မှုတွေကိုမျှဝေပေးနေတဲ့ lifestyle ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့မရောက်တာကြာပြီဖြစ်တဲ့ Junction City ကိုသွားခဲ့ပါတယ်ပိတ်ရက်တွေဆိုရင်အများနဲ့လူပြေးတက်တဲ့ Junction City ကဒီနေ့တော့လူတော်တော်လေးရှင်းနေပါတယ်ဆိုင်လေးကလည်းပိတ်နေပြီဆိုတော့ကျမသားလေးစီးချင်တဲ့ train လေးစီးဖို့ကိုပဲသွားခဲ့ပါတယ်ရှင်ဒီရထားကိုလေလူကြီးတွေစီးတာမြင်တော့ကျမအရန်ရည်ကျင်ခဲ့တယ်ပေါ့နော်ကိုယ်တိုင်ကလေးမိဖြစ်လာတော့မှကျမကိုယ်တိုင်မှာအခုသားလေးနဲ့တူဝင်စီးနေရပါပြီနဲ့တူတူဒီလိုအမှတ်တရတွေဖန်တီးရတာပြောစရာကောင်းပါတယ်အခုကတော့ကျမသားမုံစားတဲ့အလှည့်ရေခဲမုတ်သူစားနေပါတယ်ဒီ Scoopy Doo ကရေခဲမုတ်လေးကလေတော်တော်လေးစားလို့ကောင်းနေသီလားအရင်ကြီးမချူဒါကတော့ကျမတို့ညီမနှစ်ယောက်ရေခဲမုတ်စားတာကိုထိုင်ဆောင်နေတဲ့အဖွဲရပေါ့နော်နှစ်ယောက်တည်းစောင့်တာအားမရလို့ကျမတို့ညီမ၄ယောက်ကျမသားရေခဲမုတ်စားတာကိုစောင့်ကြပါတယ်ရှင်မုတ်စားစရာဆိုင်ကလည်းမရှိတော့ဘူးဆိုင်တွေကလည်းပိတ်နေပြီဆိုတော့ကျမတို့မုတ်စားဖို့အတွက် Junction City ကနေထွက်လာခဲ့ပါတယ်Junction City အပေါ်ကနေကြည့်ရင်အရန်လှတဲ့စိတ်မီရီချောင်းကတကားဖွင့်ထားတာလေးလည်းတွေ့လို့ကျမတို့ဝင်ပြီးတော့တပုတ်လေးလည်းရိုက်ခဲ့ပါတယ်။ဘုရားကျောင်းထဲမှာကလေတိတ်ဆိတ်အေးချမ်းနေတော့အရန်ကိုနေလို့ကောင်းပါတယ်။ဒီမှာကတော့ကျမနဲ့တပုတ်ရိုက်မယ်ဆိုရင်ခေါ်မရတဲ့ကျမသားကအတော်နဲ့တပုတ်ရိုက်ဖို့အတွက် post ပေးဖို့ပြင်နေတာပါ။အသားကိုခေါ်လို့မရတဲ့အဆုံးကျမတယောက်တည်းပဲတပုတ်လေးရိုက် post ပေးခဲ့ပါတယ်။ဘိုက်လဲစားလာပြီးမို့လို့နဝရီလန်းထဲမှာရှိတဲ့လန်ကျိုးဂျုံခေါက်ဆဲဆိုင်လေးကိုသွားနေတာပါဆိုင်လေးရဲ့ဝင်ချင်းမှာဆိုလို့ရှိရင်အခုလိုမျိုးဂျုံခေါက်ဆွဲလေးတွေကိုကိုယ်တိုင်လုပ်နေတာလေးကိုတွေ့ရမှာပဲဖြစ်ပါတယ်ဆိုင်ရဲ့အတွင်းဘက်မှာဆိုရင်လည်းအခုလို menu လေးတွေကိုချိတ်ထားတာလေးကချစ်စရာကောင်းပါတယ်ဒါကတော့ဆိုင်ရဲ့ menu လေးတွေပါကျမအခုစားနေတာကတော့ဆိုင်ရဲ့ signature လန်ကျိုးဂျုံခေါက်ဆွဲပါကျမလိုမျိုးချင်းကန်ဆက်မစားတဲ့သူအတွက်ကကြတော့ဒီခောက်ဆွဲလေးကအရန်ကိုမှအဆင်ပြေပါတယ်ခောက်ဆွဲသားအီလေးနဲ့ချူချူလေးပါပြီးရင်အမဲသားဘက်လေးတွေလည်းပါတာဖြစ်လို့အမဲသားလေးကိုဆိုလို့ရှိရင်အီလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ကအမဲသားတရုပ်ပါကလေးလည်းအရန်ကိုစားလို့ကောင်းပါတယ်ပမုတ်သားကျွတ်ကျွတ်လေးနဲ့အသားများများအဆက်နည်းနည်းလေးကတကယ်ကိုမှပါဖက်ပါတယ်အချူလေးကလည်းအရန်ကိုမှစားလို့ကောင်းပါတယ်ဆိုင်ရန်ထွက်မှာဆိုရင်လည်းအခုလိုခောက်ဆွဲလုပ်နေတာလေးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်စားဆိုလို့ရှိရင်တမျိုးရဲနဲ့မတင်းတိမ်တတ်တဲ့ကျမတို့ညီမတွေခောက်ဆွဲဆိုင်ရှိကအာဟာရမုတ်မျိုးစုံဆိုင်လေးတွေးလို့လဲရှမ်းမလိုင်းကြီးထပ်ဝင်ဝယ်ခဲ့ပါသေးတယ်။ဒီလိုနေ့ရက်တွေကကျမရဲ့အပျော်ရွှင်ရဆုံးနေ့ရက်တွေပါပဲ။ယူတို့ရောမိသားစုနဲ့တူတူဘယ်လိုမျိုးတွေဖြတ်တန်းကြလဲဆိုတာကွန်မန့်မှာပြောသွားပြပါအောင်နော်။ပျော်ရွှင်ပြီးစိတ်ချမ်းသာရတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်။ဘိုင်ဘိုင်